ကျွန်တော်နာမည်ကတော့ဦးမောင်ထေးပါတောင်မြို့နေရပါစူမဲပေါက်လို့ဖုံးဆက်လာတဲ့ချိန်မှာကျွန်တော်အိမ်မှာပါပဲလိုင်းတုံးတာပေါ့နော်ပေါက်တယ်ဆိုတော့ကျွန်တော်ထင်လည်းမထင်တာဘူးလေဖုံးဆက်တဲ့ချိန်မှာကျွန်တော်မယုံသေးဘူးဘာလို့ဆိုတော့ကျွန်တော်ကကန်ဆယ်မဲအစီအစဉ်တွေမှာပါဝင်ထားရလည်းမရှိဘူးလေကိုစီယာရောမခိုင်သိန်းကြီးရောသူတို့အတန်တွေတော့မှတ်မိတယ်သူမနှစ်ယောက်ကိုခေါ်ပြီးတော့သူမရေးလိုပဲဟိုအတန် Facebook ပေမှာဟိုကန်ထွင်းကန်မြူးစီစဉ်ရနေပြီးတော့တိတ်ထောင်ပေါက်တယ်ပြောတယ်အတန် Facebook ပေမှာဝင်ကြည့်ပေးပါဦးဆိုပြီးတော့သူတို့ဝင်ကြည့်ခိုင်းတာဝင်ကြည့်တော့ဟုတ်တယ်တိတ်ထောင်ကြီးတိတ်ထောင်သူတို့ live လွှင့်နေတာတိတ်ထောင်ပေါက်တယ်ဆိုတော့အဲ့ဒါဆိုဟုတ်တယ်အဲ့ကြကမှတိတ်ထောင်ပေါက်တယ်ဆိုတော့ယုံကြည်သွားတာပေါ့တိတ်ထောင်ကန်ထူးချင်းရွေးချယ်ပွဲတိုင်းရဖုံးဆက်နေတာပါတိတ်ထောင်ကန်ထူးသွားပြီဦးမောင်ထေးနော်နေရ88နှစ်မားလောက်တယ်လူကကျမကြီးမကောင်းလေ65နှစ်ရှိပါပြီသူတို့အတွက်ငွေကြီးအပူဝင်မရှိတော့ဘူးပေါ့အတန်ရဲ့ကန်ထွင်းကန်မြူးအစီအစဉ်ကတိတ်ထောင်ပေါက်သွားတဲ့အတွက်ကျွန်တော်ရဲ့မိသားစုအတွက်ကတော့အများကြီးကြိုးချိပါဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အမေတွေအမားတွေတို့ကတော့ကျမကြီးတို့ကကျွန်တော်အနေနဲ့မပူကားတော့ဘူးပေါ့ပြောရရင်တော့ဒီအတန်ကထောက်ပံ့လိုက်တယ်လို့ပါပဲသုံးမင်းဆိုင်ကလေးကိုကျွန်တော်မောင်းပြတယ်ပေါ့အဲ့လိုမောင်းတာအခုဒီရွာတွေကဟိုအတိမိတ်ဆွေတွေအဲ့လိုမျိုးပေါ့ဖုန်းနံပါတ်လေးပေးထားသွားမဲ့လူရှင်းတော့အဲ့ဖုန်းလေးဆက်ခေါ်ပေါ့ကားဝယ်မယ်လို့တော့စဉ်းစားထားတယ်ကျွန်တော်ဟိုစီပွားပြစ်လုပ်လို့ရမယ်ကားတစ်စီးစီးပေါ့အမေနဲ့အမနဲ့ရောက်ရဲ့ကျမကြီးအတွက်အဆင်ပြေဆိုရင်လည်းကျွန်တော်အရန်ဝမ်းသာပီတိဖြစ်မိပါတယ်ကန်ထွင်းကန်မြူးစီစဉ်ကပွင့်လင်းမြင်သာမှုအများကြီးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကိုစရာတို့မခိုင်သိန်းကြီးတို့သူသမီးထိတ်ထိတ်တို့လိုက်လွှင့်နေရအောင်မြင်ရတွေ့ရတယ်လေ။ဒါကျွန်တော်လက်တွေ့ပဲလေ။တကယ်ပေးတာသုံးဆွဲတဲ့လူတွေအများကြီးကိုအကျိုးရှိပါတယ်။အခုတော့ကျွန်တော်အမေနဲ့အမအတွက်ကိုလည်းပူစရာမလိုတော့ဘူးပေါ့။ကျွန်တော်လိုမျိုး999ကျန်းနဲ့အထက်ပက်ကက်တွေဝယ်ယူပြီးတော့ကန်ထွင်းကန်မြူးစီစဉ်မှာ3000ကန်ထွင်းရှင်ဖြစ်နိုင်ပါတယ်လို့ပြောချင်ပါတယ်။အခုလိုမျိုးကျွန်တော်ဘဝကိုပြောင်းလဲပေးတဲ့အတန်ကိုအထူးကျေးဇူးတင်ရှိပါတယ်အတန်လည်းရှေ့ဆက်ပြီးတော့ဒီလိုမျိုးကန်ဆယ်မဲတွေအများကြီးဖောက်ပေးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာအတမ်နဲ့အတူကန်ထူးကန်မြူပြီးပုံမကောင်းမွန်သောဘဝအိမ်မက်များကိုရယူဖန်တီးလိုက်ပါအတမ်ပုံမကောင်းမွန်သောနေ့တင်များစီ